အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ့် operator ကတော့ sniper rover hack cross skill ကြောင်းပါစလိုက်ကြအောင် Wanna play hide and seek? ပထမဦးဆုံးကတော့ second decoder skill ပါဒီတစ်ဝက်ရှိရန်သူရဲ့နေရာကိုထောင်လမ်းမှာဖြစ်ပြီးတော့ enemy ရှိနေတာက enemy ရဲ့ဒီနေရာပေါ်ပြပါပါဒီလုံးက100 second ဖြစ်ပြီးသုံးတဲ့ skill တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ flat drone ဆိုတဲ့ skill ပါ drone လေးတစ်ခုပြစ်လို့မှဖြစ်ပြီးအနီးနားရှိရန် enemy စီပြီးတော့မှာပါပြီးတော့ flat ဆိုတဲ့အတိုင်းပါနော်ကန်အောင်3 second လောက်ထားမှာပါကူလုံးက44 second နောက်တစ်ခုကတော့ data key ဆိုတဲ့ skill ပါဒါမြောင်မျိုးသားဖြစ်ပြီးတော့အနီးနားကတ်လာတဲ့ရန်သူကိုခေလို့ရပါတယ်။ချောင်းပေးရမှာဖြစ်ပြီးတော့ကော်ရင်ပြည်စည်းပုံမှန်ပြင်လို့ရပါတယ်။ဒီနေ့ပြောပြပေးခဲ့တာကတော့ data 4 operator ဖြစ်တဲ့ hack cross skill ကြောင်းပါ။နောက်ဗီဒီယိုမှာ data 4 သမိုင်းကြောင်းနဲ့ operator တယောက်ချင်းစီရဲ့ story ကြောင်းတွေတင်ဆက်ပေးအောင်ပါလို့ follow လေးနဲ့ခဲ့ပေးကြဖို့တောင်းဆိုပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာဗျ။ See you ပါ။